စကိုင်းတောင်ရှိအမျိုးမျိုးသောဒေသများတွင်ပြင်းထန်သောတိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ်ပြစ်ခတ်မှုနှင့်ဘုံကျဲတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီးထိုဖြစ်ရပ်များကြောင့်ပြည်သူတအူးတေဆုံးခဲ့ကလူအများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်မျက်မြင်သက်သေများအရဒေသအတွင်းရုတ်တရက်တနက်တန်များကြားရသဖြင့်ပြည်သူများကြားကြောက်ရွံ့မှုများပြန့်ပွားခဲ့ပြီးလူများသည့်လုံခြုံရာနေရာများကိုရှာဖွေရန်အိမ်တွင်းတွင်ပိတ်မိနေကြရသည်ဒေသခံသတင်းရင်းမြစ်များအရရင်တစည်းကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရမှလုံခြုံရေးတပ်ဖွဲ့များနှင့်လက်နက်ကင်ဖွဲ့များကြားပြင်းထန်သောတိုက်ခိုက်မှုများစတင်ဖြစ်ပွားခဲ့သည်ရင်းဖြစ်ရတွင်ပြည်သူတအူးသည်နေရာတွင်ပင်အသက်ဆုံးရှုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူများကိုချက်ချင်းအနည်းဆုံးဆေးရုံများသို့ပို့ဆောင်ခဲ့ကြရာဒဏ်ရာရသူချို့၏အခြေအနေမှာစိုးရိမ်ရကြောင်းသိရသည်သတင်းအရဖြစ်ရဖြစ်ပွားပြီးနောက်လုံခြုံရေးတပ်ဖွဲ့များကဒေသအတွင်းကျေပြန့်သောရှာဖွေစစ်ဆင်ရေးကိုစတင်လှုပ်ဆောင်ခဲ့ပြီးဝင်ပေါက်နှင့်ထွက်ပေါက်လမ်းများကိုပိတ်ပင်ထားခဲ့ပြီးကြေးရွာအချို့တွင်တွာလာလှုပ်ရှားမှုများကိုပြင်းထန်စွာကန့်သက်ထားပြီးပြည်သူများကိုအိမ်ပြင်ထွက်ခြင်းမပြုရန်တားမြစ်ထားကလုံခြုံရေးစစ်ဆေးမှုများကိုပုံမတင်းကျပ်စေခဲ့သည်ထို့ပြင်အခြေအနေကိုထိန်းချုပ်နိုင်ရန်ဒေသအတွင်းအင်အားပုံမူသောစစ်တပ်တပ်ဖွဲ့များကိုထပ်မံချထားခဲ့ကြောင်းသိရသည်သို့သောလက်ရှိအချိန်ထိအခြေအနေမှာတင်းမာနေဆဲဖြစ်ပြီးဒေသခံပြည်သူများမှာပြင်းထန်သောကြောက်ရွံ့မှုအောက်တွင်နေထိုင်နေရပြီးရင်းတိုက်ပွဲများကြောင့်နေ့စဉ်ဘဝလုပ်ငန်းများထိခိုက်ရရှိပြီးပညာရေးနှင့်စီးပွားရေးလှုပ်ရှားမှုများလည်းရပ်တန့်သွားခဲ့ကြောင်းသိရသည်